ဘဝတွင်ချက်ချင်းမလုံးမိသဖြင့်ရင်နာပွဲအတွေ့အကြုံတစ်ရပ်ကိုရရှိသွားခဲ့သောစာပိုသမားတစ်ယောက်အကြောင်းကိုဖြတ်ခနဲသတိရမိသွားသည်ဆီယာမာဂျူး၏တစ်တော်လန်ဝတ္ထုတို့ကလေးဖြစ်ပါသည်ဒီဝတ္ထုတို့ကိုကျွန်တော်မကြာခဏသတိရတတ်ပါသည်ဝတ္ထုကမြို့ကလေးတစ်မြို့ကိုနောက်ခံထားသည်မြို့ကလေးကတောင်တက်တောင်ဆင်းများသည့်မြို့ကလေးဖြစ်သည်ထိုမြို့ကလေးမှာစာပိုသမားတစ်ယောက်ရှိသည်လက်မောင်းတွင်စာပိုးတစ်စိပ်ပါသည့်ဇင်ပြဝတ်စုံကိုဝတ်တတ်သူဇင်ပြအုတ်ထုပ်ပြော့ကိုနှစ်ဖူးထိခန်းငိုင်းငိုင်ဆောင်တတ်သူစပင်တွေကအမဲတဝက်အဖြူတဝက်နှာခေါင်းရှည်ရှည်ကရုံးစရကျက်စင်တစိပ်ထီးကစာပိုးလွယ်အိတ်ဒါတွေကသူ့ကိုယ်ပေါ်ကမြင်သာသောအမှတ်အသားများဖြစ်သည်စာပိုသမားအလုပ်ကိုမလုပ်ရခင်ကသူသည်တာမန်ယုံကအကူကလေးတစ်ယောက်သာဖြစ်သည်ကြိုကြိုကြားကြားတာဝန်လွှဲယူရသောအခါများတွင်စာဝေစာပို့တာဝန်ကိုသူယူပါသည်နောက်မှာတော့စာဝေစာပို့တာဝန်သည်ပင်သူ့တာဝန်ဖြစ်လာခဲ့သည်ကြာလာတော့လေဒီအလုပ်ကိုသူညီးငွေလာပြန်သည်သူသည်စာဝေရင်းအင်ရှင်များနှင့်အလိုက်ထိုက်နေတတ်သည်အင်ရှင်တွေကစေတနာဖြင့်ကြေးမွေးခြင်းကိုလက်ခံလာတတ်သည်ဈေးသည်တွေကပေးကမ်းတတ်သောဟင်းချက်စရာတွေကိုယူတတ်သည်ငယ်စဉ်ကတော့ဒီအလုပ်ကိုပဲသူဂုဏ်ယူမဆုံးရှိခဲ့ဘူးသည်မင်းစဉ်းစားကြည့်ကျေးနန်းစာဆိုရင်လူတွေကအနိဋ္ဌာယုံကစပြီးတွေးတာမင်းရဲ့ကျေးနန်းစာကိုလူတွေကထိတ်လန့်ခြင်းစိုးရိမ်တော့ကားနဲ့ဖတ်ကြမှာစိတ်မချမ်းမြေ့စရာကျေးနန်းဆိုရင်သူတို့ကိုဝမ်းနည်းစကားပြောရအောင်ပါငါတို့ကြတော့အဲ့ဒါလိုမဟုတ်တော့ဘူးစာပါတယ်လို့ပြောလိုက်ရင်မျောလင်းချက်တွေအားတက်မှုတွေနဲ့ရောနေတဲ့စူးစူးဆန်းဆန်းမျက်နှာမျိုးနဲ့လာယူကြတာတချို့ဆိုစာဝင်ချိန်ရောက်ရင်မျှော်တောင်မျှော်နေကြတာသို့တော့စာပိုသမားတက်တန်း15နှစ်မှာတော့သူညီးငွေလာခဲ့သည်မြင်နေကြလမ်းတွေအိမ်တွေလူတွေကညီးငွေစရာခွေးနှစ်ကြိမ်အကြိုက်ခံခဲ့ရတာကလည်းစိတ်ပြက်စရာစာပိုးချက်ရာထူးကမတက်တော့တာကလည်းအားငယ်စရာသူ့မှာဘယ်တော့မှမေးနိုင်စရာမရှိသောအဖြစ်အပျက်ကလေးတစ်ရပ်ကတော့ညီးငွေစိတ်ပြက်ခြင်း၏အခေါင်ဖျားဖြစ်ခဲ့ရသည်ထိုတောင်ကုန်းကလေးပေါ်သို့သူပထမဆုံးရောက်ဖူးစဉ်ကစာဝေစာပို့သမားပင်မဟုတ်သေးပါရုံးကူလူလင်ဘဝပဲရှိပါသေးသည်ထိုနေ့ကဇူလိုင်လ၏မိုးသည်ထန်သောတောက်ကြနေ့ဖြစ်သည်စာဝေရမည့်လိပ်စာကိုပင်သူအမှတ်ရနေသေးသည်ခင်မေစီအမှတ်480တစ်တော်လန်ဆောက်လုပ်ရေးကုန်းမြင့်ထိုနေ့ကသူတစ်တော်လန်ကိုမိုးကြီးလေကြီးထဲမှရှာသည်မိုးကတအားရွာနေသည်မိုးကအင်ကြီးကျဲသီးတွေပင်ပြုတ်ထွက်သွားကအင်ကြီးအနားစားတွေဆုပ်ကုန်သည်ရွှွန်စေးရီတွေစီးကြနေအောင်ကြောက်စရိတ်ခဲလေးတွေပေါ်အောင်တောင်ကုန်းကလေးထက်မှမိုးတွေရွာနေတော့တရေဖနက်ကလေးပြုတ်ထွက်မသွားအောင်ခြေရွတ်ဆွဲရင်းလိပ်စာရှင်ကိုရှာသည်တောင်ကုန်းထိပ်အထိတက်လာခဲ့တော့လဲလိပ်စာရှာလို့မတွေ့မေးစရာဆိုင်ကလေးတွေလည်းမရှိပြီးတော့ဝေရမိစာကထိုနေ့အတွက်နောက်ဆုံးစာဖြစ်သည်သူပြန်ဆင်းလာခဲ့သည်ခြံအမှတ်468အင်ရှင်ကိုတွေ့တော့ခင်မေစီအမှတ်480အကြောင်းမေးသည်အင်ရှင်ကလည်းမသိဂုံးအစင်းကအင်္ဂလိပ်တွေကိုမေးကြည့်အောင်ဟုပြောရင်းဝင်သွားသည်ထိုနေ့ကဖနှက်ပြက်မှာဆိုသဖြင့်စာကိုသိမ်းကပြန်ယူလာခဲ့ရတော့သည်တနင်္လာနေ့ဒီနေ့မှာတော့နေသားသည်တစ်တော်လန်ကလေးကိုသူတစ်ခေါက်စာလာဝေတော့ဂုံးစင်းလန်ကလေးမှာမှခြံမှတ်480ကိုတွေ့ရသည်ရုတ်တရက်တွေ့လိုက်ရခြင်းဖြစ်သည်480ဆိုသည့်ကဏ္ဍကတေးသေးကလေးရေးထားသည်စားလိုက်ပုံးမရှိလူခေါ်ခေါင်းလောင်းမရှိကျိုးတက်ခေါင်းလောင်းမင်မရှိခြံဝင်းထဲမှာခြုံတွေပေါမင်တွေတောထနေသည်အုတ်ခဲကျိုးတွေပြန့်ကျဲနေသည်အိမ်ထဲမှာတော့ပရိဘောကတချို့ရှိသည်တိုင်းကနာကြီးဟောင်းကြီးတစ်လုံးရှိသည်မခင်မေစီသူကခေါ်လိုက်သည့်အခါတစုံတရာလွတ်ကျသွားတံကိုကြားလိုက်ရသည်ခန်းစည်းနောက်မှာအသက်ခက်ကြီးကြီးမိန်းမတစ်ယောက်မခင်မေစီမဟုတ်မှန်းစာပိုသမားကတီးလိုက်သည်မှတ်ပုံတင်ချောစာမခင်မေစီလက်မှတ်ထိုးယူပါမိန်းမကြီးကတုံလှုပ်ချောက်ရှားစွာတင်မြူးခင်းတမတလင်းမော်ထိုင်ချလိုက်သည်မျက်ရည်တွေကျလာသည်ယူကျုံမရငိုရှိုက်နေသည့်မိန်းမကြီးကိုသူဖြောင်းပြဖို့ခက်နေရသည်ခင်မေစီမှမရှိတော့တာကွယ်တနေ့ကရုတ်တရက်ဆုံးတာပဲကွယ်မနေ့ကတကြိုတယ်သမီးကအခုမှအသက်20ပဲရှိသေးတာပေါ့လူလေးရဲ့စာပိုသမားကစာကိုလှမ်းပေးတော့လဲသူမကမယူပါအစိတ်ရှိသောတရဝါတကောင်ကိုကြည့်သလိုမျက်နှာလွှဲလိုက်သည်ဘာယောဂနဲ့ဆုံးတာလဲအန်တီခါတိုင်းလည်းပဲဒီချိုင်းတော့နဲ့အပေါ်တက်လိုက်အောက်ဆင်းလိုက်လုပ်နေတာပါပဲကွယ်အဲ့ဒီနေ့ကမှဟောလေကားရင်ထိအပေါ်တက်ကနေဒလိန်ခေါက်ကိုကျသွားတော့တာပါပဲဟိုနားမှာပေါ့
စာပိုသမားကစီးပေါင်ကိုကြော်ကလောကဝတ်မေးခွန်းကိုမေးသည်မခင်မေစီဆုံးသွားတာသူခင်မုန်းကိုအကြောင်းကြားသေးသလားအန်တီမင်းနဲ့ကွယ်သူပဲရောက်နေမှန်းဘယ်သူမှမသိဘူးလင်မယားစိတ်ဆိုးပြီးတော့ထွက်သွားကြရပဲအင်္ဂါသမီးဖြင့်စာမျောလူမျောဖျားစာပိုသမားကတစုံတရာကိုသဘောပေါက်သွားသည်သူသိချင်တာကိုသိကြအောင်မေးလိုက်သည်အန်တီသမီးဆုံးတာတောက်ကြနေလားဟင်စနေနေ့မိုးတဲထန်သောတောက်ကြနေ့ကခြံအမှတ်480ကိုမတွေ့ရ၏ဤတနင်္လာနေ့မှလာပေးရကြောင်းအတော်ကြီးကိုမပြောပြခဲ့ပါထို့ပြင်ဤเจ้าကိုဘသူ့ကိုမှလည်းမပြောဖြစ်ပါနှစ်ပေါင်းများစွာကြာလာသည့်အခါသူ့မှာအလေးအကျင့်နှစ်ခုရလာခဲ့သည်တစ်ခုမှာတာဝန်ချိန်တွင်ဘယ်တော့မှတရေဖနက်မစီးပဲရောဘာဖနက်ကိုပဲဆွဲမြဲစွာစီးခဲ့ခြင်းဖြစ်သည်နောက်တစ်ခုမှာနေပူသည်ဖြစ်စေမိုးရွာသည်ဖြစ်စေသူ့တွင်တွေ့ကျိတ်သို့မဟုတ်ပင်အပ်စားသည့်အရေးပေါ်ပစ္စည်းများရောဘာဖနက်အတွက်အမြဲဆောင်ထားသည့်အလေးအကျင့်ရလာခဲ့ခြင်းပင်ဖြစ်လေသည်နေရွှေ့ညရွှေ့ဆိုသည့်စကားကိုဖြတ်ခနဲကြားရတိုင်းကျွန်တော်သည်ဝတ္ထုတို့ကလေးကိုကျင်ကနေသတိရတတ်ပါသည်ဝတ္ထုသည်လောကသားတို့၏နမိတ်ပုံဖြစ်ပါသည်ဒီဝတ္ထုတို့ကိုဆီယာမာဂျူးက1988ခုနှစ်ဇူလိုင်လကရှုမဝမဂဇင်းမှာရေးခဲ့သည်နှစ်အားဖြင့်14နှစ်ရှိပြီကျွန်တော်ပုဂ္ဂိုလ်ရေးဘဝမှာစာပို့သမားတော်တော်များများကိုတွေ့ခဲ့ပူပြီးရောက်လာရန်သေးကြတော့လဲရောက်မလာသည့်စာများရောက်လာလျင်လဲရက်တော်တော်ကြာမှမလာခြင်းရောက်လာသောစာများသည်လဲကျွန်တော်အတွက်မဆန်းလှတော့ပါယနေ့ခေတ်သည်သတင်းခေတ်ဟုဆိုကြပါသည် IT ခေတ်ပင်မဟုတ်တော့ပဲ ICT ခေတ်ပင်ဖြစ်နေပါပြီစပိဆိုသည့်စကားသည်ပင်ခေတ်စားနေပြီ19ရာစုတစ်ခုလုံး၏သတင်းပြန်ကြားမှုသည်ဂဏိခေတ်တနာရီစာသတင်းပြန်ကြားမှုနှင့်တူညီနေသည်ဟုဆိုသည်ဒါတွေကြားရတိုင်းခင်မေစီအမှတ်480တစ်တော်လန်းကိုကျွန်တော်လွမ်းပါသည်အချိန်နာရီတိုင်းသည်အရေးကြီးလာပါသည်အချိန်နာရီတိုင်းသည်တန်မိုးကြီးလာပါသည်မနှက်ဖြန်သည်ဝေလွန်းလှပါသည်ဆိုတော့လဲမနှက်ဖြန်အနာဂတ်ရှိတာတော့သိကြပါသည်အတိတ်ကိုသင်ခန်းစာယူပစ္စုပန်မှာဆောင်ရွက်အနာဂတ်ကိုမျှော်မှန်းရခြင်းသည်ပင်လျှင်လူကိစ္စများတွေကတစ်ခုဖြစ်သည်မြန်မာစကားတွင်တနာလို့ထမရေပေးတာစာအုပ်တက်နိုင်တယ်ဆိုသည့်စကားရှိသည်ငါမရလို့ရေချိုးပြန်ခဲ့ရတယ်ဆိုသည့်စကားလည်းရှိသည်တနာလို့ထမရေပေးတာစာအုပ်တက်နိုင်တယ်ဆိုတာကတော့လောဘတစုံတရာပါပုံကိုညွှန်းသည်တစ်ခုရထားတာကိုမကျေနပ်နိုင်ပဲလောဘကြီးရန်ကိုဆိုတာကိုတယောလိုရင်းဖြစ်ပုံရပါသည်ငါမရလို့ရေချိုးပြန်ခဲ့ရတယ်ဆိုတာကတော့လောဘဆိုတာထက်တစ်ခုမရခဲ့လို့တစ်ခုရဖို့ကြိုးစားခဲ့ခြင်းသာဖြစ်သည်ဟုကျွန်တော်ထင်ပါသည်မကြသေးခင်ကဒီသဘောမျိုးပါသည့်အစည်းတစ်ပုဒ်ကျွန်တော်ဖတ်သည်ဆရာမြတန်းတင်၏ယထာမမီခြင်းဘာနွန်လီ၏လူစီဝမ်စထရိန်ဖြစ်သည်အိမ်မော်ကနာရီတွေအားလုံးမှားနေခြင်းဖြစ်ရမည်သို့မဟုတ်ကျွန်တော်နာရီကပင်အချိန်မကိုက်လျင်ဖြစ်ရမည်သို့မဟုတ်ဘူရာယုံတို့အသွာမြို့ကိုဖြစ်လာစဉ်ကလက်ပတ်နာရီကိုမကြာခဏမကြည့်မိခဲ့၍လျင်လည်းဖြစ်ရမည်ကျွန်တော်မြင်ရထားကိုဒုံဆိုင်၍မောင်းလာခဲ့ပြီးဘူရာယုံတို့ရောက်သည့်အခါတွင်မူအမြန်ရထားကြီးသည်ထွက်ခွာသွားလေပြီအမြန်ရထားများအားလုံးတွင်မုန်းစရာကောင်းသည့်အချက်တစ်ချက်ရှိသည်ယင်းမှာသူတို့နောက်ကပြေးလိုက်၍မမိခြင်းပင်အီတလီပြည်မှာပင်မမိနိုင်ပါနောက်ရထားမှာ19မိုင်ဝေးသောပီစကိုလာနှင့်ဖလော်ရန့်စ်ကိုမိနစ်40မောင်းရမည့်အစားတနာရီနှင့်15မိနစ်လောက်မောင်းနေသည်ထို့ပြင်နောက်ရထားသည်ည8နာရီမှထွက်မည်အခုမှ9နာရီခွဲရှိသေးသည်မိရထားမမိခြင်းသည်တကယ်တော့စိတ်ပျက်စရာကောင်းသည်ဆုံးရှုံးမှုကြီးကြီးမားမားမရှိတော့လဲစိတ်ကတိကအောက်တော့ဖြစ်ရသည်စိတ်ပြက်လက်ပြက်ဖြစ်ရသည်အတွေးနှင့်ခံစားမှုများပြည့်ရသည်ချင်းဆိုထားချက်များကြောင်ကြပြန်ဖြစ်ရသည်တစ်စက္ကန့်များဖြစ်စေဘဝမြည်ရည်စီးသည်နောက်ပြန်စီးသွားသလိုခံစားရသည်သို့တော်စိတ်ပြက်လက်ပြက်ဖြစ်နေုံဖြင့်မမိလိုက်သောယထာကိုအမိလိုက်နိုင်တာမဟုတ်လွဲချော်ခြင်းသည်လွဲချော်ခြင်းသာဖြစ်သည်အချိန်မီမလုံးမိသောအလုပ်တစ်ခု၏လွဲချော်ချက်ကိုစိတ်ပြက်နေုံဖြင့်မပြီးအဆေးဆရာကယထာမမီတော့လဲဖျားရှိကိုကြောင့်ရှိရာသို့မြင်းလဲကိုမောင်းသည်ဖျားเจ้าတော့ကိုလေတော်ထဲလိုက်ယူရသည်ခင်းနှန်းလှလှကလေးတွေကိုဖျက်ရသည်တောပန်းတောင်ပန်းများလူဆိုင်ပန်းများစိုက်ပရစ်ပြိုးပင်များတတိုင်းမျောစင်များစင်ကြီးလျှောများကလေးဘဝပုံရိပ်များအားလုံးကိုသူခံစားနေရသည်တကယ်တော့ဘဝတွင်ယထာအစ်စ်ကိုမမိလိုက်သလိုမျိုးစိတ်ကူးယထာသင်္ကေတယထာတွေကိုမ
မမီတာတွေများလှပါသည်လွဲချော်နောက်ကျခြင်းသည်မင်္ဂလာရှိသောကိစ္စမဟုတ်တော့လေကြက်တည်မဲ့သွားတာတော့လည်းမဟုတ်ဘဝအကြောင်းကိုအကောင်းမြင်တတ်ဖို့လိုသည်နာကျင်မှုသည်နာကျင်မှုသာဖြစ်သည်တောကသည်တောကသာဖြစ်သည်လူဤပြေဆုံးမှုကထိုတောကနှင့်နာကျင်မှုတို့ကိုတည်နာလေဖို့လိုသည်ဆိုလျှင်ယင်းမှာထိုတောကဒုက္ခတို့ပြင်းထန်မှုမာယာပရိယေဆောင်မှုတို့ကိုသိရှိနားလည်ပြီးကိုကာဝယ်ထိမ့်သိမ်းနိုင်ရန်နှင့်အခြားသူများအားကူညီဖေးမနိုင်ရန်ဖြစ်ပါသည်စိတ်ပြက်အားငယ်မှုမှတစုံတရာလေးလာသူတို့အဖို့ပေးလိုက်သောအသည့်တရားမှာလက်တွေ့ထက်ပို၍မြင်မာသည့်အသုံးချမှုတစ်ခုရှိပါသည်ယင်းမှာဘဝအမြင်နှင့်သက်ဆိုင်ပါသည်တက်ကြွသောစိတ်ထားတည်ငြိမ်မှုဘဝကိုအမျှော်အမြင်ရှိစွာလက်ခံမှုကိုအကျုံးဝင်သည့်တွေးခေါ်စဉ်းစားတတ်သောသဘောထားဖြစ်ပါသည်ယထာမမီသည့်နောက်စိတ်ညစ်ရသည့်နောက်စိတ်ရှုပ်ထွေးသောကရောက်ရသည့်ဤနောက်၌ကျွန်တော်လက်ဆွဲအိတ်တွင်တော့ရော်ကျွေးတွေတထုပ်တပိုးမပါမလာပါတို့ရာတွင်ရင်းမှန်နေသောကောက်နှံများနှင့်နူးညံ့သောတည့်ရွက်ကလေးများကြားကစီးစာချိန်ချိုမြိန်မှုနှင့်စီးစာချိန်လက်ဆက်မှုနှင့်ပတ်သက်သောခံစားမှုကျွန်တော်အားငငယ်ကလေးကလက်ရက်ခေါ်နေသောတိုင်းများနှင့်ဆုလစ်မွန်းချွန်တို့ကိုမြင်ရသောမျောလင့်မထားသောတည်ငြိမ်သောနှစ်သက်ဖွယ်သောရှုခင်းကိုမြင်လိုက်ရသောမြင်ကွင်းတို့သည်ကျွန်တော်ရလိုက်သည့်ရော်ကြီးဖြစ်ပါသည်ကျွန်တော်တို့သည်ဘဝတွင်အဆိုးတွေကအကောင်းကိုမိုက်ထုတ်နေကြရသူတွေသာဖြစ်သည်နေရွှေ့ညာရွှေ့လှုပ်ခြင်းသည်ဘဝ၌မလိုလားအပ်သောအပြုမှုဆိုတာငြင်းရန်မရှိအလုပ်တစ်ခုကိုချက်ချင်းထလုပ်ခြင်းသည်ကိစ္စကောင်းဆိုတာလဲစောတကတက်ရန်မရှိ၏သို့သောဘဝသည်ဘဝသာဖြစ်သည်ဖြင့်နောက်ကျလွဲချော်ခြင်းများလိဟင်းမှုများအလဟတ်သက်ဖြစ်ရမှုများဆုံးရှုံးရခြင်းများရှိနိုင်သည်သာဖြစ်ပါသည်မိမိကနေရွှေ့ညာရွှေ့မလုပ်ချင်တော့လဲဘဝကနေရွှေ့ညာရွှေ့လုပ်နေတာတွေလည်းရှိသည်ကျွန်တော်တို့မှာတေချာသောအနာဂတ်ဆိုတာရှိပါသေးသည်နှောင်းနှောင်တာကိုသင်ခန်းစာအဖြစ်ခံယူ၍အစိုးတရားတွေကမင်္ဂလာရှိသောလုပ်ခင်းဆောင်တာတွေကိုကျွန်တော်လုပ်နိုင်ဖို့သာလိုသည်ဟုကျွန်တော်ထင်ပါသည်အချိန်ပြနာရီတိုင်ကန်းနာရီလောင်ပြောင်ရေမောမှုကိုကျွန်တော်မခံညင်ပါဘယ်သူမှလည်းခံညင်ကြမည်မဟုတ်တတော်လန်ဝတ္ထုတွေကစာဖို့သမား၏ခံယူချက်ကိုအမားလိုသင်ခန်းစာယူကပြုပြင်တဲမဲ့သွားဖို့သာရှိသည်ကြိုတင်ပြင်ဆင်ထားဖို့သာလိုသည်ပထမဆုံးအကြိမ်အမှားသည်နောက်ဆုံးအကြိမ်အမှားဖြစ်ဖို့သာလိုသည်